အားလုံးပဲမင်္ဂလာပါရှင်။ပါရဲ့ channel လေးကနေပြီးတော့မိတ်ဆွေတွေတနေ့တာမော်တွေပြပြစီဖို့အရောက်မှရေးရတဲ့ဟာသဗီဒီယိုလေးတွေကိုတင်ဆက်ပေးလိုက်ပါရနော်။ကဲအားလုံးပဲပါနဲ့တူလိုက်ကြည့်ပြီးတော့အတူရင်မောကြဆုံးနော်။ဟောငါတတူးထူးရင်တတူးထူးရရလေဘာပုံထုံးပါလဲ။ငါမပါတယ်။ဘာပုံလဲ။ဒီမှာကွာဒီပုံလေးထိုးရင်ဩဇီကွက်ပုံလေးရရလေမမတုံးပါဟဲ့ဗျာကိုဟာနောက်တော့ဆိုဗျာကိုဟုတ်ပြီဘာဖြစ်ဟောဦးကိုကြီးဒီမှာကာဆယ်မှာတတူးထူးမဲ့ပြောနေတာဒီပေါ်ဟုတ်တယ်ကိုကောင်နေနဲ့မထိုးလိုက်ဘူးဆိုတာဟောဟိုကငါညီစိတ်တိုင်းမကြမှာဆိုတော့ဟောတတူးရအများကြီးထိုးတာနော်ဟုတ်တယ်ဟောဂျင်းမဒီမှာလည်းရှိတာလားရှိတယ်ဘာလို့လဲဟောမပုံကြည့်တာလားနောက်မှကြည့်ဖေဖေဟိုလေးဟိုဂျင်းနဲ့ထိုးတာလေနာလာဟောဘယ်လိုလဲထိုးတာလဲဗျာဟိုကဒီနားလေးရတယ်ဘာလို့လဲနားလားလို့နားတယ်အကုန်နားတယ်ပုံပြဟုတ်တာဟုတ်ပါဘူးဖေတတူတူခိုင်းနေတော့ပွားပြတော့မတင်နဲ့မပူလားပူတာပေါ့အဲ့ဒါအင်းချွတ်တာပါမချွတ်ပါဘူးဘာလို့ချွတ်မှာလဲဟောပူမှာဆိုလို့မပူရတယ်ဟောဟုတ်ပါအကျတတူတွေတစ်ခုလုံးထိုးတာလည်းမယုံပါဘူးเนาะထိုးရဆိုတာလေတချို့ကဟိုဇိုးလောက်ချင်လို့ထိုးကြတာတချို့ကတော့ဝါသနာရပါအခုကြည့်နေသူတွေထဲမှာတတူးထိုးတာဝါသနာပါသူတွေရှိကြမှာပေါ့နော်အဲသူပြောသလိုပဲဇိုးလို့ချင်လို့ထိုးတာလားဝါသနာပါလို့ထိုးတာလားသိချင်တယ်ပေါ့နော်ပြပြပြောဦးနော်ဟုတ်တယ်လို့ကိုင်းနဲ့မကြီးရဲ့ကိုင်းနဲ့မကြီးနဲ့ပြီးမှကျွေးမှစားမှာပါကျမကလေးလေးနဲ့ဒုက္ခရောက်နေလို့ပါကိုကြီးကောင်ဟာရှင်းပါသူအားရရတိုင်းမွေးပြီးတော့မှကလေးနဲ့ဒုက္ခကျမတို့လည်းဘာဆိုင်လို့လဲဟောမရဲ့ကိုကြီးကောင်ကတလားမီးတော့ရှင်းအကူကြီးတောင်းလိုက်ကျမပေးရအောင်ရှင်းကဘာကျင်းရှိလို့မရဲ့ရေရုံးလိုက်တာဝေးတနေရမင်းလှဲမဆန့်လို့ကြင်ခဲ့တဲ့ဟိုင်မလားဘာပြောလဲတဲလေးကိုတော့လေဝေးတနေရမင်းလက်မဆန့်လို့ကြင်ခဲ့တာကိုရဲ့တဲလေးနဲ့အင်ကြီးစလို့ရောင်ရွေးဝတ်တာတယ်ကိုရဲ့အမလေးရိုးရိုးအဲ့ဖြစ်ဖို့လို့လားကျမပြောရတယ်ဒီမှာဘာမှန်းပါသွားလို့ဒီမှာကိုဒီမှာမင်းသမီးဖြစ်ဖို့အိုက်တင်ချင်ညာအခုလေလေစူပါစတာတယောက်ဆောင်ပြိုင်ပွဲကိုသွားပြိုင်ခိုင်းလိုက်ပထမဆုရမှာချိန်ပြီဘာကြဲဟိုကျွန်တော်ကမှလေးရလေစိတ်နည်းနည်းကြီးရဗျာနော်အဲ့တော့ဟိုခင်ဗျားတို့လိုမျိုးတကောင်းဆိုင်နေလေသူကဖက်လို့ပြောလေရံဖြစ်နေတယ်ဒီမှာတောင်းစားမိတာမှားပါလေငါကိုဘာမှပြောစရာမလိုကိုလည်းသူ့ဘာမှပြောစရာမလိုတောင်းစားမိတာမှားတယ်နော်သွားမယ်လားကိုလားတော်ခတ်တီအတေတောင်းစားမိတာမှားတယ်နော်ဖယားပါမအဲ့လိုလုံးရအောင်လေတူတူနဲ့တူတူဖယားပါရဲ့တူတူရဲ့ဘချန်ဘချန်ဒီမှာကြီးလို့ရလေပြီးမှထဲမှာတော့ပြီးရင်လာခဲ့မယ်အဲ့ဆိုပြီးရင်တကယ်ထဲမှာနော်ပြန်ထဲမှာတော့ပါကျမမောင်လေးနဲ့ထမင်းမစားကျမပေးခဲ့ရနော်ကျမဘယ်မှာတော့တူတာဝင်ဖြစ်သွားပြီလားAll the sign in the one so first line All the sign the needs that the next line a name being now တကူသားလေးဆိုမှထင်တော့မသိနဲ့ဘာလို့စိုးနေရတော့အိုးနင်းကလည်းမသိပဲနဲ့ဒီကုသိုလ်တော်လာရင် foreigner လည်းလာလေအဲ့ဒါသူတို့နားလဲအောင်လို့ငါအင်္ဂလိပ်လိုဆိုပြီးတော့တောင်းနေတာမြန်မာလိုပဲဆိုပါမမရဲ့ Give me money မမရဲ့အင်္ဂလိပ်လိုတွေမြန်မာလိုတွေမသိဘူးလောလောဆယ်မောင်လေးဘိုက်စားပြီမနေ့ကဘာမှမစားသေးဘူးအေးပါဟဲ့ခုနကတယောက်မှတာဝန်ရှိရနော်သူတို့ကပြန်လာရင်ထည့်မဲတဲ့ဒီနားပဲစောင့်နေတဲ့အဲ့ကြတော့ငါတို့ဘယ်မှမသွားနဲ့ဒီနားပဲစောင့်နေတာတကယ်တော့သိကြလားအေးသိကြတယ်အဲ့ဆိုမဲရအောင်တောင်းခဲ့နော်ကြီးလိုက်ပါငါအဆွမ်းဆောင်ပြီးတော့
အမအခုမှဘာယူကြအောင်ဆောင်တာခုနပဲအမပဲပြန်လာမှထည့်မယ်ဆိုဒီနားကစောင့်နေဆိုကျမတို့စောင့်နေရလေဟဲ့ အေးလေဒီဒီလာပြီးတော့နော် မလေးလောင်းဒီမှာကျမတို့မောင်နှမနှစ်ယောက်ထမင်းမစားဘဲနဲ့ဒီနားပဲစောင့်နေရလေအမပြန်လာရင်ထည့်မယ်ဆိုလို့ အော်မောင်လေးလူကုန်လားခုလာလာမသိဘူးနော် ဟဲ့ပါ ဟာကိုရဲ့အနောက်ထက်လိုက်အာယုံနောက်လိုက်တာ ဟာအနောက်တော့မလုံးနဲ့လေကျမတို့ထမင်းစားစိန်ကြော်နေနှစ်ယောက်လုံးဒီမှာစောင့်နေရ9000တော့ပေး ရှာအယုံနောက်ရှာ ကျမပါစီချမ်းသာပါစီကိုကြီးရေဒီတက်လာတယ်ဒီတက်ချိုးတယ်ဒီတက်အရက်ရှည်တဲ့မိမမျိုးနဲ့တွေ့ပါစီလို့စုမကောင်းတောင်းပေးပါရေ ကိုတဲလို့ဟဲ့ငါတော့တဲ့ငါလေနင်ဘလို့ပြောလိုက်တာလဲ စိတ်ထဲမှာတဲ့စိတ်ထဲမှာ ဘဝကြီးမှာအိုက်တင်လေကျမမခင်စားနိုင်ရောအမထက်ထားရင်9000ပြန်ယူသွားလိုက်ပြန်လူရဲလို့သဘောထားလိုက်မယ်မောင်လေးဒီနေ့တော့အငတ်နေလိုက်ပြန်လူရဲလို့သဘောထားလိုက် လူဘာဝတောင်းသားမ သူ့ရဲ့ idea ကိုနော်တရောင်းကတော့မခံစားနိုင်တော့ဘူးဟောဘေဘီဟာအတန်လိုက်တော့ကွာချီတေချာကြည့်စမ်းပါဟာ ဘယ်လိုလဲယောက်ျားရယ်နော်ဒါအထားလေးနဲ့မိန်းမတော့ဖြစ်တာယူရဟောပစ္စတော့မဝါသေးတယ်သွားတယ်မသွားမိမလည်းတိန်ကျွဲနော်ဘူးထားကြည့်အောင်နော်ဘူးထားကြည့်လို့ပဲခံရမယ်နော်တကယ်တော့ကွာကြီးနဲ့ယူရအော်တက်စပီးလိုက်တဲ့ဟာတာဗီဒီယိုလေးတွေဒီမှာပြီးဆုံးသွားပြီပေါ့နော်အခုလိုမျိုးကြီးရတဲ့ဟာတာဗီဒီယိုလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ပါရဲ့ channel လေးမှာညစဉ်ညတိုင်း9:00 နာရီခွဲအချိန်မှာတက်စပီးနေရမို့လို့ဝင်ရပြီးတော့ကြည့်ရှုနိုင်နေပေါ့နော်